အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမိတ်ဆက်ပေးမှာကြတော့၄တောင်ကန်မိန်းလမ်းမကြီးပေါ်မှာရှိတဲ့လော်တရီရကြက်ကြော်စာရဲ့နောက်တက်တဲ့မှာရှိတဲ့ကန်တော်လန်းကငားလွှာခန်းလေးနဲ့မိတ်ဆက်ပေးပါရစေရှင်အခန်းလေးကတော့12ပေခွဲ90ရှိပြီးတော့အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်း TV စင်လေးလည်းပါတယ်ပါကင်းအထူသားကိုခင်းမိထားတဲ့အိတ်ခမ်းတစ်ခန်းပါပါမယ်ရှင်အိတ်ခမ်းလေးလည်းကျဲတယ်ရှောက်လန်းလေးလည်းကျဲတယ်ပြင်တိုက်သေးဆက်ဆက်ကိုမှတိုက်သက်တန်း2နှစ်ပဲရှိသေးတယ်လူမီနီရသေးတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းတစ်ခန်းပါမယ်ဘေးမှာဆိုလို့ရှိရင်လည်းကိုရီးယားလိုက်ကအလှလေးတက်ပြီးထားတယ်အခန်းထဲမှာဆိုလို့ရှိရင်လည်းလူ2ယောက်ကောင်းကောင်းအိတ်လို့ရတဲ့ space area တစ်ခုရှိပါမယ်ရှင်မှန်တင်ခုံလေးလည်းပါပါမယ်ရှင်ကရှင်ကန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတဲ့ကရှင်ကောင်တာတွေပါမယ်ရေချိုးခိုင်တာပိုးတိုင်းဘေးစင်လေးလည်းပါပါမယ်ရှင်ရေကတော့2လိုင်းအဝီးစီရောချိုးဖြူရောပါပါမယ်ရှင်ဒီခန်းလေးကတော့6တက်တိုက်ရဲ့9လွှာဖြစ်ပြီးတော့အခန်းခေါ်စည်းလေးကတော့1330ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်။ဗန်ကျိတ်လိုချင်တဲ့ customer လေးတွေအတွက်လည်းဗန်ကျိတ်ရပါတယ်ရှင်။ location အနေနဲ့ကလည်းသင်္ကန်းကျွန်းမြို့နယ်၄တောင်ကန်ရက်ကွက်ဝါမြင့်ပတိုင်နားမှာရှိတဲ့ကန်တော်လန်းက9လွှာခန်းလေးပဲဖြစ်ပါတယ်ရှင်။